သမိုင်းမှန်ဤပဲ့တင်တန်သို့မဟုတ်စัจ जा မင်းသားဤဂျင်းသမိုင်းဆိုတာမျိုးကရေစီးကြောင်းပမာကာလကြာမြင့်လာတဲ့မြအနေနှစ်များရောထွေးပြီးကြည်လင်မှုပျောက်ကွယ်ရစမြဲပဲဖြစ်ပါတယ်ဂမ်ဘီယာလော်ကီရဲ့ဝန်းမှာထင်ရှားလာတဲ့အိဆာတီယမဟိဒီစီဂိုင်းတော်ကြီးနဲ့ထိုမှခွဲထွက်သွားသောရွှေရင်ကျော်ဂိုင်းတို့ကြားဆက်နွယ်မှုသည်လည်းထိုနည်းတူပင်ဖြစ်ပါတယ်ယနေ့ခေတ်မှာအချို့သောဝါဒဖြန့်မှုတွေအရဂိုင်းရဲ့မူလအာစရိယဖြစ်သောဘိုးတော်အေးဟာကုန်းမောင်ခေတ်ကဘိုးဘိုးအောင်ကဲတင်သွားတဲ့နန်းကြမင်းသားစัจ जा မင်းသားဖြစ်တယ်လို့တတိချယုံကြည်ထားကြတယ်။သို့သောတမိုင်းထောက်ထားတွေနဲ့ဂိုင်းတွင်ဖုံးကွယ်ထားသောမူလရာဇဝင်များကိုစီစစ်လိုက်တဲ့အခါမှာတော့ခေတ်ကာလကွာဟချက်များစွာရှိနေပြီးတမိုင်းမှန်ကိုပြန်လည်တဲ့မှတ်ရန်လိုအပ်လာပါတယ်။ဤဗီဒီယိုမှာပါဝင်တဲ့အကြောင်းအရာတွေကတော့ပုံကိုကြီးတိုက်ခိုက်လို့စိတ်အလင်းမရှိပဲခိုင်လုံတဲ့တမိုင်းကြောင်းယုတ်တိဗေဒနဲ့လက်ဆင့်ကမ်းလာတဲ့ထောက်ထားများကိုမူတည်ပြီးအမားကြလင်အမှန်ဖြစ်သွားမယ့်အန်ရီကိုကာဝေးရန်ရည်ရွယ်ပါတယ်။၁မူလဇင်းမြင့်နဲ့ပကံသားတငယ်ချင်း2ဦးအမှန်စင်စစ်ဘိုးတော်အေးကမင်းမျိုးမင်းတွေလည်းမဟုတ်လို့နန်းတွင်အသားဝိုင်းကလည်းလုံးဝမဟုတ်ပါဘူး။တမိုင်းမှန်မှာပကံမျိုးအောက်ညင့်ရွာသားစင်စစ်ဖြစ်တယ်။တစ်ထောင်ရွာသားမောင်ပြူးနဲ့တူစိတ်ကြောင်းကျွဲကြောင်းခဲ့တဲ့တာမန်ရွာသားများသာဖြစ်ပြီးပကံဖျားပြက်တီတွေကရှေးဟောင်းပရပိုက်ကိုကံကောင်းထောင်းမှစွာရရှိခဲ့ခြင်းဖြစ်တယ်။အစာပိုင်းမှာတော့ဆရာမပြနီးမကြားဆိုတဲ့စကားအတိုင်းတင်ကြားပြသမဲ့ဆရာမရှိလေတော့အမားမရွင်းနေဖြစ်အောင်မြင်ခြင်းမရှိခဲ့ပါဘူး။နောက်ပိုင်းမှာတော့အကြောင်းစုံပြီးရွှေပေါက်ကံမှာနေထိုင်တဲ့ဆရာသိန်းနဲ့တွေ့ခဲ့ရတယ်။ရွှေပေါက်ကံဆရာသိန်းရဲ့နီးနာနေတရခံယူပြီးမှသာလောကီပညာကိုပိုင်နိုင်စွာတက်မြောက်ခဲ့ပြီးနောက်တစ်ချိန်မှာဘိုးတော်ပွင့်ဖြစ်လာမဲ့မောင်အောင်သားကိုပညာပေးခဲ့ပြီးအိဆာတိယဂိုင်းကိုတီထောင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ဒီချက်တီကိုကြည်ချင်းအဖြစ်ဘိုးတော်အေးသည်စัจ जा မင်းသားမဟုတ်ကြောင်းအထင်ရှားဆုံးသာဓကဖြစ်ပါတယ်။သမိုင်းမှတ်တမ်းများအရ1981ခုနှစ်မှာအဘအေးသည်ရဟန်းဝတ်နဲ့ပကံမြို့မကြီးတစစ်ဖျားမှာစွန်းစားနေစဉ်အချိန်မှာပဲအင်္ဂလိပ်စစ်တပ်ကဝိုင်းဝန်းဖမ်းဆီးရန်စ조사ခဲ့တယ်။အဘအေးကစပွဲကိုလက်ဝါးဖြင့်ရိုက်ခါပဂရိခန္ဓာကိုဖြင့်အရှင်ထွက်ရလန်းသို့ကူးပြောင်းသွားပါတော့တယ်။ဒီအခြေအနေကကုန်းမောင်ခေဦးဘိုးဘိုးအောင်ခေမဟုတ်ပဲကိုလိုနီခေဦးကာလာဖြစ်ကြောင်းတိကျစွာညွှန်ပြနေပါတယ်။ဒီအတွက်ကြောင့်ပဲဘိုးတော်အေးဟာကုန်းမောင်ခေစัจ जा မင်းသားဖြစ်တဲ့ဆိုတဲ့ယူဆချက်မှာတမိုင်းကာလာအရလုံးဝကိုက်ညီမှုရှိမနေပါ။ဒီနေရာမှာပြောချင်တာကခမားတို့ပဲစဉ်းစားကြည့်ကုန်းမောင်ခေတ်ကထွက်ရပေါက်သွားတဲ့စัจ जा မင်းသားကနောက်နှစ်ပေါင်းများစွာကြာမှပကံမြို့အောက်မြင့်ရွာမှာစိတ်ကြောင်းသားမောင်အေးဖြစ်ပြန်လည်ဝင်စားတယ်။အဲ့ဒါမှမဟုတ်လူလုံးထွက်ပြတယ်ဆိုတာဝိဇ္ဇာလန်းစဉ်သဘောအရဖြစ်နိုင်ကြီးရှိတယ်ဆိုစေအောင်နော်။လူဘဝတမိုင်းကြောင်းရမှုလုံးဝစီလျော်မှုမရှိပါ။နောက်ပြီးစัจ जा မင်းသားကပြည်တော်ပြန်ဝင်သည်ဆိုတဲ့စကားကိုအတိအကျကောက်ယူပြီးခေတ်ကာလမတူတဲ့ပုံကိုယ်နှုတ်ကိုအတင်းဓမ္မပေါင်းစည်းလိုက်ခြင်းမှာတမိုင်းကိုစော်ကားရာရောက်ပါတယ်။၃ဂိုင်းခွဲခြင်းနဲ့ခါးကြားမှဈေးတော်ပြဿနာအိဆာတိယဂိုင်းကိုထူထောင်ခဲ့တဲ့အဘပွင့်ကအဘပြူအဘအီဝိဇ္ဇာနှစ်ပါးစောင့်ရှောက်မှုဖြင့်ထွက်ရမြန်းခဲ့သူဖြစ်ပါတယ်။သို့သောတမိုင်းချိုးခွေတစ်ခုမှာဘိုးတော်ပွင့်ကိုနှိမ့်နေပြုစုပေးရတဲ့ဦးတလုတ်ကြီးခေါ်ဦးကုံမန်းဟာဘိုးတော်ပွင့်စီကနေစုပ်ကျုပ်များကိုခိုးယူထွက်ပြေးခဲ့ပြီးဒနုပြူကြောင်နှကောင်ဈေးမြင့်လိုက်ပိုင်ရှင်ဦးဘိုးဟန်ကိုသုံးဆင့်ပညာပေးခဲ့ပါတယ်။ဦးဘိုးဟန်ကအစာလေးကဘာပညာမှန်းမသိဒါပေမဲ့ဈေးတော်ရဲ့အစွမ်းကြောင့်ကုသမြပယောကပျောက်ကင်းတယ်။ခမားတို့သိကြတဲ့ကဝေမကြီးဒေါ်တဲညိုတို့စသဖြင့်နမဲဂိုင်းသတင်းကြီးထွားလာခဲ့တယ်။နောက်ပိုင်းမှာဘိုးတော်ပွင့်နဲ့တွေ့ဆုံခဲ့ပြီးတရားဝင်အိဆာတရားပညာကိုပြန်လည်ခံယူခဲ့ခြင်းဖြစ်ပါတယ်။ဒီနေရာမှာစိတ်ဝင်စားဖို့အကောင်းဆုံးတမိုင်းရှုပ်တော်ပုံကြီးပေါ်လာတယ်ဗျ။ရွှေရင်ကျော်ဂိုင်းမှာတင်ပြလိရှိတဲ့ပြဇက်ကြီးတစ်ပုဒ်ဆိုပါတော့အဲ့ဒါကဘာလဲဆိုရင်ဘိုးတော်ပွင့်ကဂိုင်းပြတ်တော့မှကြိုတီးလို့ဦးဘိုးဟန်ကိုခါးကြားတွေကဂိုင်းချုပ်စီကိုထုတ်ပြီးကဂိုင်းခွဲထောင်ဂိုင်းနေဆိုတဲ့ချက်ပါပဲဒီဇာလန်ကအတော်လေးရည်စရာကောင်းနေဗျဘာကြောင့်လဲဆိုတော့မိမိအသက်တမျှမျက်နှိုးတံမိုးထားရတဲ့ဂိုင်းချုပ်စီကိုခါးကြားကပိုက်ဆောင်ကဲ့သို့အောက်ပိုင်းနေရာမှာလုံးဝသေဆောင်ခြင်းမလုပ်ပါဘူးဘိုးတော်ပွင့်အသက်82နှစ်ထွက်ရပေါက်တဲ့အခါနိုင်ငံတော်ဝင်ကြီးချုပ်ဦးနုကိုယ်တိုင်ဦးစီးပြီးနိုင်ငံတော်အဆင့်စာပနယထာပြုအခမ်းအနားနဲ့စီစဉ်ပေးခဲ့ရလောက်တဲ့အထိထင်ရှားခဲ့ပါတယ်။အဘပွင့်ရဲ့ရုပ်ကလပ်ပါတဲ့အခေါင်းကိုရွှေတကုံဇေဒီတော်ကို၃ကြိမ်တိုင်တိုင်ဥတိုက်ခဲ့ပြီးပရိန်းတောင်ခေါ်ယခုလက်ရှိကေတလတောင်စွန်းမော်ကိုတည်ဆောင်ခဲ့ပါတယ်။ဒီဖြစ်ရက်ကိုကြည့်ပြီးဘိုးတော်ပွင့်ကတာမန်ဂိုင်းဆရာတယောက်ရဲ့အစင်တန်းမျိုးမဟုတ်ကြောင်းတက်တည်ပြနေပါတယ်
ဆိုတော့ဒီလောက်ကိုကြည့်ပြီးအစိုးရမင်းကြီးကစအတိမတ်ပြူရတဲ့ဂိုင်းချုပ်ဆရာကြီးတူရဲ့ဂိုင်းဟာပြိုကွဲတော့မယ်လို့ပြောလိုက်တာဟာဘိုးတော်ပွင့်ရဲ့ဂုံတိတ်ခါကိုပြောင်ပြောင်တင်းတင်းစော်ကားရာရောက်နေပါတယ်။၃အဘပွင့်မထွက်မီ6လအလိုမှာသူ့ရဲ့ဇနီးနဲ့သားသမီးတွေကိုမောင်းထုတ်အိမ်ကိုပိတ်ပြီးလက်ရင်းတပည့်ကြီး၄ယောက်ကိုသာအနီးကပ်ပြုစုစောင့်ရှောက်ခွင့်ပေးခဲ့ပါတယ်။ဒီနေရာမှာမေကွန်းထုတ်ဆရာရှိလာတာကအကယ်၍ဆရာကြီးဦးဘိုးဟန်ကအဘပွင့်ရဲ့ယုံကြည်အားထားရာဆုံးဂိုင်းလွဲပေးခံရလောက်အောင်အရေးပါတဲ့တပည့်ရင်းဖြစ်တယ်ဆိုရင်အဲ့ဒီအနီးကပ်ပြုစုရတဲ့တပည့်ကြီး၄ဦးစင်းမှာဘာကြောင့်မပါဝင်ခဲ့တာလဲ။နောက်ပြီးအဘပွင့်သည်1315ခုနှစ်$ဆန်း17ရက်နေ့ထုတ်ရန်ကုန်သတင်းစာတွင်ကြေညာခဲ့တဲ့အိဆာတရဂိုင်းအုပ်ဂိုင်းတော့ခန့်လွာစင်းရင်မှာဦးဘိုးဟန်ရဲ့နာမည်ဘာကြောင့်လုံးဝမပါရှိခဲ့ရသလဲ။ခြုံငုံသုံးသပ်ရရင်ဦးဘိုးဟန်ကဂိုင်းဆက်ခံမဲ့သူသို့မဟုတ်အထူးတာဝန်ပေးခံရသူဖြစ်တယ်ဆိုရင်ဒီလောက်အရေးကြီးတဲ့အချိန်ကာလတွေမှာကွက်လက်ဖြစ်နေခြင်းကမေးခွန်းထုတ်စရာရှိနေပါတယ်။အဘပွင့်ကဲ့သို့ပါရမီရှင်ဆရာကြီးတူကအမှန်တကယ်ဂိုင်းလွဲလိုပါကနှစ်ကိုကြားခိုးကြောင်ခိုးဝက်လှုပ်ရှားဘာအကြောင်းမှမရှိပါဘူး။တရားဝင်ကြီးညာပြီးလွဲပြောင်းပေးနိုင်တဲ့ဩဇာအာဏာအပြည့်ရှိပါလျက်တိတ်တိတ်လေးမှားခဲ့တယ်ဆိုတဲ့စကားကရင်းကြီးစားကြီးဗျ။ဟုတ်တယ်တကယ်လောက်ကြံစက်ကြီး၄စัจ जा မင်းသားဇလန်းထွင်ချင်းနောက်ပိုင်းခေတ်မှာဦးဘိုးဟန်ရဲ့တပည့်ရင်းဖြစ်သူဆရာကြီးဦးမြခင်လက်ထက်မှာဘိုးတော်အေးကိုစัจ जा မင်းသားဖြစ်ပို့ပြီးပုံဖော်လာကြတယ်။အကြောင်းကတော့ရှင်းနေဗျ။ဘာလဲဆိုတော့ဈေးတော်ကိစ္စပဲ။ရွှေရင်ကျော်ဂိုင်းဘက်ကဆွဲကင်ထားတဲ့အဓိကအချက်ဒီမှာဈေးတော်တွင်ပါဝင်သောအမေရီဖြစ်တယ်။ဈေးတော်မှာစัจ जा မင်းသားတန်လျက်အယိုးတောင်တန်းဆန်မိဘကောင်ဤပန်တော်ကြာပန်း9ပွင့်ကနကဒံထီပိတ်စဒီသုံးလုံးတွေကဝိဇ္ဇာပညာရပ်ဆိုင်ရာလျှို့ဝှက်စကားများတာဖြစ်တယ်။တန်လျက်အယိုးဆိုတာတစ်ဥတစ်ဖူတစ်မျိုးကိုတင်စားခေါ်တာဖြစ်ပြီးပန်တော်ကြာပန်းဆိုတာကတော့ဆေးဘက်ဝင်ဂမုံတွေကိုညှို့ဆိုခြင်းသာဖြစ်ပါတယ်။ပြောရအောင်မေးဗျ။တကယ်လို့ပန်တော်ကြာပန်း9ပွင့်နဲ့ဆိုရင်မုတ်ဆိုးမအိမ်ကကြက်ဆန်ရက်တလို့ဆေးတော်က9မူသားတောင်ထွက်မှာမဟုတ်ဘူး။ဆိုတော့ဒီဝေါ်ဟာရတွေကိုအတိတ်ပဲကောက်လွဲတာဒါမှမဟုတ်တမင်သက်သက်ပုံကြီးချေတကယ်မင်းမြောက်တစားတွေနဲ့ဆက်ဆက်ပြီးဘိုးတော်အေးကိုစัจ जा မင်းသားလှုပ်လိုက်ပါတော့တယ်ဒီအချက်ကဓာတ်ပညာသဘောတရားကိုနားမလည်ရကြဗျဝိဇ္ဇာတက်ဆိုတာရှားပါးပစ္စည်းရှာဖွေခြင်းထက်ရှည်ရင်းဆွဲသဘာဝဓာတ်များကိုဉာဏ်ဖြင့်စီရင်ခြင်းဖြစ်တယ်လို့သတိထားပြုသင့်တယ်ဒါအပြင်အဘပွင့်နေအိမ်တွင်ရှိသောဓာတ်ပုံမှတ်တမ်းတွေရအပါအေးကဝိဖြူစင်ကျဲရိုးရိုးရှင်းရှင်းဝစ်စင်ထားတာကိုသာတွေ့ရပြီးမင်းကြီးမင်းသားအဆောင်ရောင်နှင့်ပုံတော်တပုံကလေးမျှမရှိခဲ့ပြီနံပါတ်5ဂိုင်းစင်ဆက်ဆက်နွယ်မှုရွှေကျော်ဂိုင်းချုပ်ဆရာကြီးဦးဘိုးဟန်ကိုယ်တိုင်ကမူလအိဆာတရဂိုင်းဝင်တူဖြစ်တယ်အိဆာတရပညာအိဆာတရစေနီးများကိုအခြေခံရွေးပြီးမှရွှေကျော်လမ်းစဉ်ကိုဆက်လက်ပွားများခဲ့ခြင်းဖြစ်တယ်ရိုးရှင်းရှင်းတွေးကြည့်ပါကဘိုးတော်ပွင့်သည်အိဆာတရဂိုင်းကိုတီထောင်တယ်ဦးဘိုးဟန်ကအိဆာတရမှပညာရတယ်ထို့ကြောင့်ရွှေရင်ကျော်သည်အိဆာတရဤသားအဖဂိုင်းတဖွဲဖြစ်တယ်သို့တော့နောက်ပိုင်းမှာဂိုင်းဆွဲကြီးသူအချို့ကမိမိတို့ဆရာဘိုးတော်အေးကိုပို၍ခမ်းနားစီလိုသောသဘောဖြင့်စัจ जा မင်းသားဟုပုံကြီးချက်လိုက်ခြင်းကသမိုင်းမှန်ကိုဖုံးကွယ်လိုက်သလိုဖြစ်သွားတယ်ဆရာကြီးဦးမြခင်ရဲ့စကားခွန်းပေါ်တရတီစုပ်ကင်ပြီးသမိုင်းကြောင်းပြန်ကောက်ကြခြင်းမှာတစ်ဖက်ပိတ်ဆန်လွန်ပါတယ်။ညီကုန်းဆိုရသောဘိုးတော်အေးသည်တာမန်ရွာသားဘဝမှစ조사အားထုတ်မှုဆရာကောင်းတွေးမှုတို့ကြောင့်အိဆာတရဂိုင်းကိုလက်ဆင့်ကမ်းနိုင်ခဲ့သောကြီးမြတ်တဲ့ပို့ကိုယ်တူဖြစ်တယ်။ဤဒီမှာပင်လုံလောက်သောဂုံပုတ်ဖြစ်ပါတယ်။ဒါကိုမဟုတ်မမှန်သောစัจ जा မင်းသားဇက်ရုပ်သွင်းပေးလိုက်ခြင်းကဘိုးတော်အေးဤကိုပိုင်လုံလဝရိယတာမန်လူမှဝိဇ္ဇာဖြစ်ခြင်းကိုမေ့မိန်စေပြီးဒန္တာဤဆန်ဆန်ပုံမြင်တပုတ်ဖြစ်တာရော့ကျသွားစေနိုင်ပါတယ်။ထို့ကြောင့်စัจ जा မင်းသားသည်စัจ जा မင်းသားသာဖြစ်၍ဘိုးတော်အေးသည်ဘိုးတော်အေးသာဖြစ်သည်ဟူသောအမှန်တရားကိုလက်ခံမှသာလျှင်ကန္နာဤပညာရက်သည်အယူသီးမှုမှကင်းဝေးပြီးခိုင်မာသောလောကီပညာရက်တစ်ခုဖြင့်ရပ်တည်နိုင်မှာဖြစ်တယ်။ယခုဆောင်းပါးတွင်တင်ပြခဲ့သောအကြောင်းအရာတွေသည်အဘပွင့်မထွက်မီအနီးကပ်ပြုစုခဲ့သောလက်ရင်းတပည့်ကြီး၄ဦးနှင့်တဦးပါဝင်ဖြစ်သောအဘိုးဂိုင်းအုပ်ဆရာကြီးဦးအေးကြည်၏ပြောကြားချက်အရကျွန်ုပ်၏အဖေဆရာနာယကဆရာကြီးဦးစိုးတန်းမှတဆင့်ဆရာစင်ဆက်လက်ဆင့်ကမ်းလာသောသမိုင်းစစ်မှန်များသာဖြစ်ပါတယ်
ပကံဒေသတွင်ယနေ့တိုင်အဘပြူအဘအေးတို့၏မျိုးဆက်သားသမီးမြေးမြစ်များရှိနေသေးရာစိတ်ပါဝင်စားသူများအနေဖြင့်ကိုယ်တိုင်တွားရောက်စုံစမ်းအတည်ပြုနိုင်ပါ रे မြည်တို့ကိုမျှပုတ်ခတ်လိုခြင်းမဟုတ်ပေလမ်းမရောက်နေသောတမိုင်းယူဆများကိုပြန်လည်တဲမှတ်ပေးလိုခြင်းနှင့်အာရှိယဂျေစုကိုစောင့်တည်သောအဖြစ်အမှန်တရားကိုဖွင့်ဟရခြင်းသာဖြစ်ပါကြောင်းစေတနာရှိထား၍ရေးသားတင်ပြလိုက်ရပါတယ်။ဂိုင်းဝင်များအနေနဲ့မိမိတို့ကိုးကွယ်သောဆရာခင်များ၏ပညာရပ်နှင့်စွမ်းရည်ကိုယုံကြည်ခြင်းသည်ကောင်းမွန်တော်လဲတမိုင်းအမှန်ကိုမျက်ကွယ်ပြု၍ဒန္နာယီများကိုအမှန်တရားဖြင့်လက်ခံခြင်းကအာရှိယဝါဒဟုမခေါ်နိုင်ပေ။တရားလုံးလျင်ပညာနည်းသည့်အတွက်တမိုင်းထောက်ထားနှင့်ယုတ်တိဗေဒကိုအခြေခံကာတစ်ဖက်ပိတ်ယုံကြည်မှုများမှယုံထွက်သင့်ပါကြောင်းတိုက်တွန်းအပ်ပါသည်အိဆာတိယမဟိရိစီဝိဇာစရဏဇောတိနောတဗ္ဗတေရိပဒာနေနတမောဂါတံကရောနုမေနာယကဆရာကြီးဦးစိုးတန်းဤသားတပည့်ဆရာဖုံးတေဇဂံမီယမျက်ရှင်